ဗုဒ္ဓံတရဏံဂေသာမိဓမ္မတရဏံဂေသာမိသံဃာတရဏံဂေသာမိတရဏဂုံဆောက်တည်တာဘာဆောက်တည်တာဘုရားရှင်ကြွတော်မူလာတဲ့ရည်ရွယ်ချက်ကဘေးသားရေနန္ဒောပရဏနဂါမင်းတရဏဂုံတီးမယ်ဆိုတာကိုမြင်တော်မူလို့ကြွတော်မူလာတာနဂါဆိုတာတိရစ္ဆာန်ပဲနဂါဆိုတာဘာလဲဘေးသားဒါကြောင့်မို့လို့တိရစ္ဆာန်ဆိုတာမဲ့ညာဘုံညာကိုမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကမဲ့ညာဘုံညာကိုမရတော့လဲပဲမဲ့ညာဘုံညာကိုမရတော့လဲပဲဒီနဂါမင်းကြီးသည်တရဏဂုံသုံးပါးတည်သွားပြီတရဏဂုံသုံးပါးတည်ပါသေးဆိုတဲ့ရည်ပဲချက်ဖြင့်ဘုရားရှင်ကိုတော်မြတ်ကြွတော်မူလာပြီးတော့ဒုက္ခိခောတုနာဂရာဇာနန္ဒောပနနာနဂါမေတေတေအဒုက္ခိကိုယ်စိတ်နှပြချမ်းသာခြင်းဟောတုဖြစ်ပါစေဘုရားရှင်ကိုတော်မြတ်အဲ့ဒီလိုဒုက္ခိခောတုနာဂရာဇလို့နဂါမင်းကြီးကိုဆူတောင်းပေးခဲ့ပြီးတော့နဂါမင်းမန်းဆွဲတွေကျိုးတရဏဂုံသုံးပါးတည်သူဗိမာန်သူပြန်သွားတဲ့အခါကျတော့ဘုရားရှင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကကောင်းငင်ခရီးကနေပြီးတော့နန္ဒောပရဏနဂါမင်းကြီးကိုဆုံးမတော်မူပြီးတဲ့နောက်မှာတဲ့တန်ဃာတော်တွေပြန်ခေါ်လို့အနာတပိအိမ်ကိုကြွတော်မူတယ်ဘယ်ကိုကြွလဲကောင်းငင်ခရီးနဲ့ပြန်လာတာဒေတုံအကြောင်းရောက်ဒေတုံတောင်ဝတိမြို့ပြင်ရောက်မြို့တကားဆင်းတန်ဃာတွေဆင်းပြီးအနာတပိကလည်းမျှော်တယ်မြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းသာပင်လာတာမေများမေတယ်လားမသိဘူးမေများမေတယ်လားမသိဘူးကိုချိန်ကြီးမကြွလာသေးဘူးကိုချိန်ကြီးမကြွသာလေဘူးနဲ့အဲ့ဒါမျှော်ရင်ကနေပြီးတော့ဘုရားနဲ့သင်္ဃာတွေရောက်လာတော့ရှင်ဘုရားနောက်ကြလှ ਈ လားဘုရားဘယ်ကြွနေတယ်တို့တော့မှအဲ့ဒါမြတ်စွာဘုရားကတကားတော့နန္ဒောပရဏနဂါမင်းကြီးကိုသွားပြီးတော့ဆုံးမနေတာဘယ်ကိုကြွပါသလဲဘုရားမြင်းမို့တောင်ကိုသွားတယ်ဘယ်သူဆုံးမလဲရှင်မောကလန်ဆုံးမတယ်ဘယ်သူနိုင်လဲဘုရားရှင်မောကလန်ပဲနိုင်တာပေါ့အဲ့ဒါဆိုရင်ရှင်မောကလန်ကိုဂုံပြုတဲ့အနေနဲ့ဟောဒီသင်္ဃာ900လုံးကိုဘုရားတပည့်တော်9ရက်တိုင်အိမ်မှာဆွမ်းကအောင်မယ်တဲ့အနာတပိငါပရိသတ်ဘယ်နှရက်ဆွတ်ထက်ကအဲ့ဒါနန္ဒောပနနာနဂါမင်းကြီးကိုဆုံးမပြီးပြန်လာတဲ့ရှင်မောကလန်ကိုဂုံပြုတဲ့အနေနဲ့ပရိသတ်ရဲ့အဲ့ဒါအနာတပိငါ9ရက်ဆွမ်းကပ်ပါတယ်တဲ့။ဂိုင်းပရိသတ်ရဲ့နန္ဒောပနနာနဂါမင်းအောင်တော်မူခံတရားပြီးပါပြီလို့ဂိုင်းလိုက်ဆိုလိုက်ပါနန္ဒောပနန္ဒမာနထံစွာနတ်နဂါမိုးကြီးမရှိန်ဝါခုံမုံဖန်ဆင်းထံပြင်းတေစာ